တင်ထားပြီဦးဝဲကဲဝီးသွားခဲ့တယ်ဗျာညီကိုတို့ကဲဖေးဖို့ကတော့ပြန်လွှင့်လို့ရပြီညီကိုတို့ခိတ္တလေးပါနော်ကျွန်တော်ကတော့လွှင့်ပေးမယ်ညီကိုတို့ဖေးဖို့ရောနော်မနောကိုယ်စိတ်နဲ့မနောအေးစိတ်ကိုဘယ်တော့ပို့တော့ပိုက်မလို့ဖေးဖို့ပြန်လွှင့်နေပြီပြန်ပေးလွှင့်နေပြီနော်ဝမ်းသာလိုက်တာညီကိုတို့နော်ကျော်ညီကိုတို့ပြင်းနေမှာဆိုလို့ပါနော်ကဲအမှတ်9တန်းပါနော်အမှတ်တန်း9ပါနော်ဘာမှအကူမရဘူးငါလည်းမတန်ဘူးတို့ကောက်လို့အလို့တော့ပြေးလို့ကဲညီကိုတို့ကျွန်တော်စကိုင်းညီကိုတို့ကျွန်တော်မှ Facebook လေးလွှင့်လိုက်အောင်မယ်နော်စိတ်မရှိပါနဲ့နော်ပကင်စကိုင်းမှာတော့ကြည့်လို့ရပါတယ်နော်အလုံးမအောက်ကျလည်းမခံရကဲမှတော့တန်း9ပါညီကိုတို့နော်ကောင်းနေနောက်ပဲမရှိပါဘူးအောင်ပြင်ငိုင်ဝါဘာလို့ပေးမလွှင့်လဲရက်ဆက်လိုက်ရက်ဆက်တဲ့အကူလေးဟုတ်လားမင်းပါရဲ့ဘယ်လိုလုပ်မှာလဲဟာဘယ်လာပါဒီကောင်ကစားပြီးပြီခုနကအားချက်ပြီးတော့အားချက်ပြောရတော့ဒီမှာဘရော့တော့ခြေတန်းနဲ့ခြေမနဲ့ညှပြီးတယ်လက်ချက်ကဲမင်းကြီးစမယ်5မကျော်နော်11 9ပါလေနော်9 11မှာဘယ်တော့နဲ့ပြေဦးဘလက်ပါပါရိုက်သမ်းပါလို့ဆိုပြီးပါရာယူပါနေဟုတ်ကဲ့နိုင်ပါကျွေး9 11ပြအညီကိုရနော်ဖေးဖို့ကလည်းကွာခုပဲရလိုက်ခုပဲမရလိုက်မိုက်ရိုင်းတယ်ဖေးဖို့ကမရပြန်ဘူးညီကိုတို့ရေခုပဲပေးလွှင့်လိုက်ခုပဲမလွှင့်လိုက်ဟောင်းလိုက်တယ်ဟိုပိုက်မကြော်ဘူးလားဟာတန်းလေးပြီးဖြစ်သွားပြီညီကိုတို့ရေနော်ကြိုက်ထူဘေလေးနဲ့အိုက်တော်ကိုကျွေးနဲ့မခတ်သေးဘူးဟုတ်ကဲ့မခတ်သေးပါဘူးနော်ပြနိုင်တော့လည်းငါထိုးမှာပေါ့ကဲ11တန်းပြညီကိုတို့ရေကဲညီကိုတို့ဖေးဖို့ကပေးမလွှင့်မြန်ဘူးဟေ့လုံးလေးမှားပြီဗျာ
ကဲအမှန်ကတော့တွဲတန်းဖြစ်သွားပြီနော်ညီကိုတို့ကြီး နေလိုက်ခေါ်ပါမင်းညနေဘုန်းကြီးကဒီလိုဘာမှမလုပ်ဘူးရာဒီပါကဲကျွေးကောင်းလုံးတာဗျအဲ့လုံးကတော့နော်ဘေးကိုကန်ထုတ်ထားလို့နော်ညီကိုတို့အေးဘယ်လိုဖြစ်လို့ခုနကဘေးလွှင့်ပြီခုမလွှင့်ပြီရိုင်းတယ်ခုကြလဲဒီမှာရပြန်ဘယ်လိုလဲဒုံးလေးမိတော့မိတယ်မိုက်တယ်ဖြစ်သွားတယ်နော် တို့ကိုနေတရားမှာတက်နေတယ်ဘုရားတက်နေရောက်ဘာလို့ကဲအောင်းလိုက်တာအိုးဝဲဘရောတော့နော်ညီကိုတွေဘရောညှိပြီးတော့အုံငနေဒိုင်းငနေပါနော်ယာရီပါဟေးရတယ်အောင်းမရကျွေတန်းဟုတ်ပြညီကိုတွေရန်လုံးလို့မရတဲ့အမှတ်ပါနော်တန်းဟုတ်ပါကဲမှတ်ကတော့တန်းဟုတ်ဒုံးလေးစပစ်မှာနော်တွေးတန်းမှာဆွဲလန်းရတော့မယ်ဟုတ်တယ်လို့ကဲတွေးကောင်းတယ်ဗျ11ဟုတ်ညီကိုတွေ11ဟုတ်ပါနော် အမေတို့မေးလိုက်တယ်ကျွေးကောင်းလားညီလေးတို့11ဟုတ်ပါနော်လူကစားပြီးထုတ်ရတာမရဘူးကဲပိုက်မကြော်ဘူးနော်ညီ လူကတပတ်တည်းပါတပတ်ရှိ တပတ်တန်း တယ်ပြရမယ် တိုင်းရဲ့ဗီဒီယိုစတင်၍မရပါမေးမြန်းမှုလှုပ်ဆောင်ရအတွင်အမှားမျိုးရှိပါသည်ဟောဒါဆို तू ကလွှင့်လို့မရဘူး TikTok ပဲလွှင့်လို့ရမယ်ညီကိုနော်ကျွန်တော်ပေးရလွှင့်လို့မရဘူးတပတ်ဘယ်နှစီတော့ အလီယို ဟမ် အလီယို တစီပဲနော် ဟုတ်ပါဘူး โอเค ဒီတမိုင်းခေါ်တာ ရောတချောင်းယူမလားကဲညီကိုတို့ရဲ့ကျွေးရဲ့နော်အပိုင်းမကြိုခဲ့တာဖြစ်တဲ့တော့အမကတော့ point 1ပါဗျာနော်လုံးလေးထပ်မြင့်နေကောင်းလိုက်တာနော်ကဲ1 point ဗျာညီကိုတို့ရေခုံတွေကတင်ပို့လာမယ်ဒီပွဲကကျွန်တော်တို့ဒါမင်းချစ်သူတို့ဘက်ကတင်ပွဲပါပထမပွဲမှာကတော့ကျွန်တော်တို့ဒါကျွေးတို့နိုင်ထားတာဖြစ်ပါတယ်ကျွေးစပစ်ချုပ်ပိတ်ပါဗျာနော်အလုံးလေးစပစ်1 point မှာဟိုရာဗျမီမင်းချစ်သူတင်ထားတဲ့အတို့ချင်းပဲအောင်းတယ်ဗျာဥဝဲဒီလုံးကတော့နော် point 11ပါနော်မင်းချစ်သူစပစ်ပါကျွေးတလုံးထုတ်တယ်လုံးလေးတင်ထားပြီအာကျွေးကောင်းလုံးနဲ့ဗျာအဲလုံးနဲ့ဒါပုံမှန်တိုင်းရိုက်ရင်ကျွန်တော်တို့ဘရောကမိပြီကျွေးနော်ဒါစုံပြီးတော့ကန်ထုတ်ပလိုက်လို့ဒါကျွန်တော်တို့ကောင်းသွားတာဟိုထားပြီအာကောင်းလိုက်တာနော်ကဲ point 11ဗျကျွေးဒီလုံးထုတ်တယ်ဒုံးလေးတင်ထားပြီကျွေးကြီးအာပါကောင်းလိုက်တာ1 point ဗျာနော်ဘရောတွေကိုညှက်ရိုက်သွားခဲ့အမှတ်1 point မှာညီကိုတို့ရေနော်ကဒုံးလေးစပ်ပစ်ပါနော်
ဟိုလာပြီမင်းချစ်သူဘာလုပ်မလဲတန်းတိုက်ပြီကရုံနေမိပြီတင်ထားတယ်ကျွဲကြီးကောင်းလိုက်တာကဲ2 point ဗျာဘာတွေဖြစ်လာအောင်မလဲစောင့်ကြည့်ရတော့မယ်နော်ဟိုဘက်မှာတော့3ယောက်သားတော့နော်တယောက်တနေရာစီနေအောင်မှာဟာရီဟင်းနေဖြစ်ကုန်ပြီနော်ဟိုမှာမပြောကုန်ပြီနော်ကဲပွဲတော့ကျွန်တော်တို့ရေခုံတရားတင်ပိုလာဆိုတဲ့အခိုက်အတန့်ကိုတော့ပြန်လဲကရောက်ရှိလာပြန်ပြီအမှတ်ကတော့2 point မှာနော်2 point မှာညီကိုရီဘာလဲမင်းနောက်ပြန်ပို့ရအောင်ပြန်တော့ဖြစ်ကဲမှတ်2 point ဗျာညီကိုရီဘယ်လောက်ကြီးလဲအကိုကြီးတဲ့33မှာညီကိုရီနော်33အဲ့ဒါအဲ့တိုင်းတော့ပြန်ဆောင်တော့ပြန်ဆောင်ပြုံးနိုင်တယ်အခုတိုက်တော့ပဲ over တော့ပဲ နဖန်ကိုပြောတာ လို့ရဲလား ကဲညီကိုရီအမှတ်ကတော့12 point ဗျာဘာမှမဆိုဖြစ်သွားနိုင်တယ်နော်ကရုံးလေးစပ်ပြီးကဲပိုက်မကျော်ဘူးဗျာ point တွေးဗျာညီကိုရီနှစ်ဖက်လုံးကတော့ရေကုန်စိတ်လှုပ်ရှားနေပြီနော်ညီကိုရီကဲ point တွေးမင်းချစ်သူစပ်ပြီးကတုံးလေးမာရာဘီကျွဲကြီးကိုအာပပပပဟုတ်ပါမလားကျွဲကြီး ဒီလိုစေအောင်တော့လာဒီလိုတော့မလုပ်ပါဘူးတွေး point ကတုံးလေးစပ်ပြီးထပ်ဖြုတ်ထားပြန်ပြီမင်းချစ်သူတင်ထားနဲ့ကတုံးလေးမိတော့မိတယ်မိုက်တယ်ဖြစ်သွားခဲ့တယ်ဗျာနော် point တွဲဒီချစ်သူကျွဲယူပဲထိုးထားတယ်ကျွဲကောင်းနေဗျဖတ်တလေးကတော့လုံးတော့ရပြီဒီချစ်သူမိတော့မိတယ်မိုက်တယ်ဖြစ်သွားခဲ့တယ် အဲ့လိုမရအောင်တော့ဒီခေါ်တော့အဲ့လိုမြန်တက်လာတိုင်းတော့ ကဲညီကိုရင်မတွဲ point မှာနော် ဒီနေ့အောင်ဒီတော့ပြီးတော့ ဘွားကလည်းတဲ့တော်တော်ပြင်းနေဟုတ်တယ်လို့ကိုပကင်းဘွားလိုပဲဝဲ point ထိုးထားပြန်ပြီမင်းချစ်သူတင်ထားတယ်ကောင်းပါတယ်ဥဝဲကဲမှကတော့ point တွဲစပစ်ချိန်နော် point တွဲဗျဥဝဲစပစ်ပြောင်းထိုးပြီဝေးတယ်ဗျညီကိုရီနော်မကတော့တွဲ point ဗျညီကိုရီနော်အမှတ်တွဲ point မှာကဲအမှတ်အနေကနေတောက်လျှောက်အမှတ်တော့လိုက်လာခဲ့ပြီကတုံးလေးကျွေးတော့ပရိသတ်တွေကိုဘယ်လိုမျိုးဒါလောက်ဆောင်ပြအောင်မလဲဆိုတာကြည့်ရမယ်ဗျညီကိုရီနော်ကြည့်ရှုသူ300နဲ့မှ68ယောက်မင်္ဂလာပါနော်ကတုံးလေးစပင်းတွဲ point ဟိုထားတယ်မင်းချစ်သူတင်ထားပြီးဥဝဲကိုကောင်းတယ်ဗျဥဝဲဖတ်သွားခဲ့တာနော်ကျွဲကြီးဖွားကြိုက်တယ်ဗျာဟုတ်ကဲ့ပါနော်ကဲ point တွဲမင်းချစ်သူစပစ်ပြန်ပြောင်းထိုးပြန်ပြီလုံးလေးမာရာပြီကျွဲကြီးဘရောတွေကိုစိုင်ရိုက်ပစ်တာအပပပပ အလောက်လာတဲ့လုပြအောင်လေ3300တဲ့ တော်လေးစားပြီးတော့နော် ဒုံးလေးစပင်းဝဲ point တစ်လုံးထုတ်ထားတယ်အောင်မင်းသူဘလို့တင်မလဲပတ်ပြီးဥဝဲကောင်းလိုက်တာဘယ်နေရာလဲပြတယ်မဟာချိုင်မှာပါညီကိုရည်နော်ကဲမင်းကြီးသူစပင်း point တွဲတစ်လုံးထုတ်တယ်ကတုံးလေးတင်ထားပြန်ပြီတမ်းပေါ်မှာရှင်လူတယ်ဝေးသွားခဲ့တယ်နော်ညီကိုရည်ကဲဒုတိယပွဲမှာတော့ကျွန်တော်တို့ကျွဲကြီးတို့ရှုံးနေသွားခဲ့တာဖြစ်ပါတယ်နော်
ကဲဒါတော့ကျွန်တော်တို့ကျွဲကြီးကတုံးလေးနဲ့ကျွန်တော်တို့ မင်းကမယုံတော့ဘူး ဟိုဘက်ကကျွန်တော်တို့ ဥစ္စာခေါင်းမရင်နဲ့အမြန် နှစ်သုံးပြန်နော်ဒါဒုတိယပွဲမှာတော့ဥဝဲ ခုံးနေရှင်းတယ်တော့ အောင်မင်းသူနော်အောင်မင်းသူ မင်းကြီးပိတ်ကြရရတယ်အနာလုံးဒင်းနေနောက် မင်းချစ်သူ အဲဂုံကြရတဲ့ချာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ် ကမ်းနေငါကြရတယ်လေဒီပဲတော်တော်ကကျိုးလာတာကြောက်တော့မင်းတို့တော်တော်ကဘယ်လိုလုပ်ကြလဲ